ဟီလာကနိုးလာတော့သူဟာ20ပြည့်ရာကျူကိုရောက်နေတယ်ဆိုတာသိလိုက်ရတယ်။ဘာလင်မျိုးလမ်းမတွေပေါ်ရောက်ချင်းမှာပဲလမ်းသွားလမ်းလာတွေကသူ့ကိုငရုတ်ကောင်းရင်နဲ့ပတ်ဖြန်းခံလိုက်ရတယ်။သူကလူတွေကိုသူ့ရဲ့စစ်ဌာနချုပ်ဗမာလဲလို့မေးပေမဲ့သူတို့ကဇက်ရုပ်တိုင်တရုတ်ဆောင်နေတာပဲလို့ထင်ပြီးတဖုံရိုက်ဖို့မိုဘိုင်းဖုန်းတွေထုတ်လာကြတယ်။သတင်းစာစတိုးဆိုင်တစ်ခုစီရိုင်းတိုင်းနဲ့ရောက်သွားတော့သတင်းစာပေါ်က2014ခုနှစ်ကိုတွေးလိုက်ရတယ်။ဟီလာကအလွန်အံ့အားသင့်ပြီးချက်ချင်းမေ့လဲသွားတယ်။သတင်းစာဆိုင်ပိုင်ရှင်ကသူ့ကိုလမ်းဘေးကလူလို့ထင်ပြီးဇေနာနဲ့ခေါ်ထားပြီးခဲ့တယ်။ဟီလာကလက်ရှိဂျာမနီမှာဘာတွေဖြစ်နေလဲဆိုတာကိုသတင်းစာတွေကနေအမြန်ဆုံးလေ့လာကြည့်ရှုတယ်။ဂျာမနီရဲ့လက်ရှိခေါင်းဆောင်ကတကယ်တော့အမျိုးသမီးတစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ဟီလာကအရန်ဒေါ်လာထွက်ပြီးဂျာမန်အမ်ပိုင်ယာကိုထိတ်ဆုံးကိုပြန်ရောက်အောင်လုပ်မယ်လို့ကတိသစ္စာပြုလိုက်တယ်။သူဟာသူ့ပဝန်းကျင်ကအရာအဝန်းကနေဒီခေတ်အကြောင်းကိုလင်းမြန်စွာလေ့လာခဲ့ပြီးအခုချိန်မှာတော့စစ်ပွဲကအတုံးမဝင်ဘူးဆိုတာသိသွားတယ်။ဒါကြောင့်သူကဒါရိုက်တာတူကိုရှာတွေ့ပြီးနှစ်ယောက်သား Hitler Reality Show ကိုစတင်ရိုက်ကူးကြတယ်။လူတွေကသူဟာဇက်ရုပ်ထဲမှာအရန်နဲ့ဝင်နေတာပဲလို့ထင်ကြတယ်။ဒီလူဟာအစ်စ်အမှန် Hitler ဆိုတာကိုမသိကြပါဘူး။သူ့ရဲ့ဗီဒီယိုတိုးတွေဟာလူငယ်တွေကြားမှာချက်ချင်းနာမည်ကြီးသွားတယ်။ပြီးတော့သူကဟာတာဇလန်ပုံစံမျိုးစုံနဲ့ရုပ်တဲ့အစီအစဉ်တစ်ခုမှဧည့်သည်အဖြစ်ပါဝင်ခဲ့တယ်။အစပိုင်းမှာတော့ပရိသတ်ကဟစ်လာကိုမြင်တော့အញ្ញိုင်းကြောက်ပြီးဆက်ဆုပ်ရွံရှာနေကြတယ်။ဒါပေမဲ့ဟစ်လာကသူ့ရဲ့စကားပြောစွမ်းရည်နဲ့ခိုင်မာတဲ့အရှိန်အဝါနဲ့အတူစိတ်လှုပ်ရှားစရာမိန့်ခွန်းတစ်ခုပြောလိုက်တယ်။ရလက်အနေနဲ့ပရိသတ်တွေအများကြီးရရှိသွားတယ်။ရုပ်တရက်ဒါရိုက်တာကပရိသတ်အဆင့်တန်းကောက်ဖို့သူ့ကိုရေပန်းကြားတဲ့အစီအစဉ်အားလုံးမှာထည့်သွင်းပေးခဲ့တယ်။ဟစ်လာကမကြခင်မှာပဲလူသိများထင်ရှားလာခဲ့တယ်။ပြီးတော့သူကကျွန်ုပ်ဤရုံးကန်မှုနောက်တစ်ဖန်ဆိုတဲ့စာအုပ်ကိုရေးသားထုတ်ပြန်လိုက်တယ်။ဒီစာအုပ်ကအញ្ញမ်းရောင်းကောင်းပြီးဟစ်လာကပိုပြီးနာမည်ကြီးလာတယ်။ဒါရိုက်တာကဒေါ်လာတန်းကြီးတော့ရထားတော့သူ့ရဲ့ကျေးဇူးတင်မှုကိုပြသဖို့ဟစ်လာကိုသူ့အိမ်ကိုဖိတ်ခေါ်ခဲ့တယ်။ဒါပေမဲ့ကံကောင်းမရှာပဲဒါရိုက်တာရဲ့အဘွားကဒုတိယကမ္ဘာစစ်ကဂျူးလူမျိုးအသက်ရှင်တန်ကြံနေတာ။အဘွားကသူ့ရှေ့မှာတကယ်လူသမားမှန်ကိုချက်ချင်းမှတ်မိသွားတယ်။အဘွားရဲ့ယူဆတဲ့လူပြုမှုပုံကြောင့်ဒါရိုက်တာစိတ်ထဲမှာတန်တရားဝင်သွားတယ်။သူကကွန်ပျူတာမှာအသက်အတန်ရှာဖွေကြည့်ပေမဲ့ဟစ်လာရဲ့ကိုရဲ့ချက်လက်ကိုဘာတစ်ခုမှရှာမတွေ့နိုင်ဘူး။ဒါနဲ့သူကဟစ်လာရဲ့အញ្ញံဗီဒီယိုတွေကိုစက်ကြည့်နေခဲ့တယ်။ဟစ်လာကတကယ်လေထဲကနေရုပ်တရက်ပေါ်လာတာကိုတွေးလိုက်ရလို့သူတုံလို့လေသွားတယ်။ဒီဟစ်လာဟာအစ်စ်အမှန်ဟစ်လာတယ်။ဒါရိုက်တာကရုပ်တရက်ဒါရိုက်တာကိုချက်ချင်းသွားပြီးပြောတယ်။ဒါပေမဲ့လူတိုင်းကသူ့ကိုယူနေပြီလို့ထင်ကြတယ်။ဟစ်လာကကဘာကိုနောက်ထပ်ပေးရန်တွေမပေးနိုင်အောင်တားဆီးဖို့ဒါရိုက်တာကဟစ်လာကိုအမြင့်ဆုံးအဆောက်အဦစီအတင်းအကျဉ်းခေါ်သွားတယ်။ဟစ်လာကလက်နက်ချဖို့ဒါရိုက်တာကိုစေယုံချပြောဆိုပေနဲ့စကားမဆုံးခင်မှာပဲတနက်တိုင်းတစ်ခုပေါ်ထွက်လာတော့ဟစ်လာအောက်ကိုပြုတ်ကျသွားမှာတော့တယ်